Hello မင်္ဂလာပါရှင်ဘယ်လိုမှဖျောင်းနိုင်လုပ်ငန်းလေးရပါမနေ့ဖန်အတွက် order လေးတစ်ချက်ပြပေးမယ်နော်ဒါမနေ့ဖန်ပို့ရမယ်ရန်ကုန်ကိုအားပေးတဲ့ချစ်မရေဒီမှာအနီရောင်ဒီမှာအစိမ်းရောင်လေးတွေပို့ရမယ်ဟာလေးတွေပေါ့နော်အဝါရောင်ရယ်အစိမ်းရောင်ရယ်အနီရောင်ရယ်ဒါကိုညီမလေးကိုချစ်လို့มาပေးတဲ့ချစ်မရေကျေးဇူးအများကြီးတင်ပါတယ်ငါအမကုသိုလ်တွေလည်းအများကြီးရပါစေဖျောင်းနိုင်မာခြင်းတဲ့ဆိုရင်မာလို့ရပါတယ်ယုံကြည်ကြည်နဲ့မာလို့ရပါတယ်ဘရုံမှာဖျောင်းနိုင်လုပ်ငန်းလေးရပါဖုန်းနံပါတ်လေးတွေလည်းဒီကွန်မန့်အောက်မှာဒီ TikTok အောက်မှာချထားပေးမယ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်နဲ့လည်းဆက်သွယ်လို့ရပါတယ်ရှင်အခုအချိန်လေးကစပြီးတော့ဖျောင်းမဲဝဲလောင်နော်ဖျောင်းလုပ်ငန်းမဲ့လှုပ်ချင်ဘရုံမောင်သတိရလိုက်ပါဘရုံမောင်သတိရလိုက်ပါဘရုံမအချိန်မရွေကူညီပေးပါမယ်ရှင်ဖျောင်းလုပ်ငန်းနဲ့ပတ်သက်ရင်တော့အချိန်မရွေးကူညီပေးပါမယ်ဖျောင်းတင်တန်းတွေလည်းရှိပါတယ်ဖျောင်းပိတ်တာချိန်လေးတွေဖျောင်းကုံချမ်းအစပေါ့နော်အကုန်လုံးချိတ်ဆက်ပေးပါတယ်ပြီးရင်ဖျောင်းခုံဘရုံမာရပါတယ်ရှင်လိုက်ရင် share လေးနဲ့ကူညီပေးကြပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်